ဒီနေ့ကညီမလေးကြိုက်တဲ့အသီးဒီအသီးချက်မှာဒီနေ့ဖြစ်ပကံပုံမကန်ဆိုတာအตาလေးပဲရှေ့ဆွဲပြုံးတောင်ပြရန်လေးရဲ့တွင်ရဲ့နှွေအုပ်အော်လေးပြုတ်ပြလာတယ်ဒီချိန်ဆိုမမပါချက်နေတယ်မသိဘူးမိဖို့ကြောင့်လည်းသွားဆက်စုအောင်ပါဒီနေ့ပါရီချက်မှာလေဒီနေ့ညီမလေးကြိုက်တဲ့ဒီအသီးချက်မှာမလကားစားတာပါညီမလေးကြိုက်တဲ့လေခရမ်းသီးနဲ့ကြက်သားလေးကိုနှက်မယ်ပြီးငပိလေဖြောင်းမယ်လေဒီနေ့ကတော့ special ထမင်းကိုပြောင်းတော့နေပဲဒီကြိုက်တဲ့ကြီးပဲမမရေထမင်းကတော့ဒီနေ့လေနှစ်ပကံသုံးပကံဆိုတာအตาလေးပဲရှင်းခရမ်းသီးနဲ့ကြက်သားနှက်ဖို့အတွက်ခရမ်းသီးလေးတွေကိုအနေတော်တုံထားပေးပါမယ်ရှင်ခရမ်းသီးနဲ့ကြက်သားနှက်ဖို့အတွက်ရောငပိရစီတက်လုပ်ဖို့အတွက်ရောကြက်သွန်နီလေးပပလေးကြက်သွန်ပြူလေးတွေကိုညနေအောင်ထောင်းထားပေးပါမယ်ရှင်ခရမ်းသီးနဲ့ကြက်သားနှက်ဖို့အတွက်ငပိရစီတက်လုပ်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီရှင်ကျမရွှေကြောင်မင်းလေးကိုအကြိုက်တွေ့နေတဲ့အတွက်ရွှေကြောင်မင်းကိုအသုံးပြုပြီးငပိရစီတက်လေးလုပ်ပြပေးတော့မှစီပူလာပြီဆိုရင်ကြက်စီပတ်လေးကိုအရင်ဆုံးကြက်စီထုတ်ပြီးတော့ကြက်စီပတ်လေးကျွရင်ခဏဆယ်ထားပေးပါမယ်ကြက်သွန်နီလေးထဲနမင်းမုံလေးထဲအယောင်တင်မုံလေးထဲထားပြီးစီတက်ပေးထားမယ်ကြက်သွန်နီလေးမှုေးလာပြီးဆိုတာနဲ့ကြက်သွန်ပြူထောင်းထားတာလေးထဲစီတက်ပေးရအဲ့ဒါမှုေးလာနဲ့ကြက်သားလေးထဲကြက်သားလေးလုံးရည်တင်းလာပြီးဆိုတာနဲ့ခရမ်းသီးလေးထဲခရမ်းသီးလေးကိုစီလေးနဲ့လုံးထားပေးပါခုလိုနေထားရောက်မှရေးလေးထဲအရသာအတွက်စားကြက်သားမုံလေးထဲစီပြန်လာပြီးဆိုတာနဲ့နနမင်းလေးအုပ်ပြီးဆိုရင်ခရမ်းသီးနဲ့ကြက်သားနှက်လေးတစ်ခွက်ရရှိပါပြီရှင်ဒီစီတက်လို့ဖို့အတွက်စီတဲကိုစားပေါက်ထဲကြက်သွန်နီလေးထဲကြက်သွန်နီလေးမှုေးလာရင်ကြက်သွန်ပြူထောင်းထားတာထဲအဲ့ဒါလေးမှုေးလာဆိုငရုတ်သီးဖွဲချမ်းလေးထဲငရုတ်သီးအနံ့လေးမှုေးလာဆိုငပိရေပြော်ထားတာလေးထဲရေလေးထဲပွက်ပွက်စုအနေထားဆိုအရသာအတွက်ကြက်သားမုံလေးထဲစီပြန်ရကြအနေထားလေးဆိုငပိရေချိုးလေးရရှိပါပြီရှင်ကြက်သားနဲ့ခရမ်းသီးနှက်လေးရဲ့ငပိရေပြော်ရဲ့အတိုးမြုပ်စုံလင်စာရရှိပါပြီရှင်ထမင်းပြောင်မှာတော့အသေးကြပဲ Oh wow ခရမ်းသီးနဲ့ကြက်သားနဲ့နှက် special ရဲ့အတိုးမြုပ်လေးနဲ့ချစ်တို့ဖုံးမယ်နော်ခုနပါပြီသူသုံးဆောင်ကြစို့နော်ဒီစားလက်ပါမယ်ရှင်အားလုံးလည်းအရင်ချစ်ပါတယ်အားလုံးနဲ့တတာ